စီးပွားရေးမလုပ်တတ်ဘူးဆိုရင် TLC သင်တန်းတွေကိုစတက်လိုက်ပါဆရာနိုင်ဝမ်းအောင်ဆိုကျွန်မစီးပွားရေးလုပ်မယ်လို့လုပ်ကြည့်လိုက်တဲ့အခါမှာကျွန်မမှာရှိနေတဲ့တောက်လျှောက်ဆွဲလာတဲ့ mindset နဲ့ကျွန်မလုပ်ရမယ်စီးပွားရေးနဲ့အဆင်မပြေဘူးဖြစ်တယ်။ဘာလို့ဆိုတော့ကျွန်မကတခုဆိုကျွန်မပဲနာခံလိုက်ပဲဆိုတာကြီးကလေဟိုအဆင်မပြေဘူးစီးပွားရေးမဆန်ဘူးပေါ့နော်အတွေးတွေကနောက်ကျွန်မတို့မိသားစုလောကလည်းအရင်နေတယ်။ကျွန်မအတွေးထဲမှာကျွန်မနှစ်30လုံးမူးလိမ့်မချုပ်စာတင်ပြီးယောက်ျားနဲ့တို့ပေါင်းမဲ့ရုံးကန်ခဲ့ပြီးကျွန်မအသက်လည်း54 55ဖြစ်ပြီကျွန်မနားရတော့မဲ့ချိန်လို့ကျွန်မတန်ထွက်လိုက်တယ်ကျွန်မတငယ်ချင်းတွေနဲ့ပျော်ပျော်နေရဲဟိုပေါ့ပလေးနေရဲအဲ့လိုမျိုးနေနေအခုဒီဟာကိုလုပ်မယ်ဆိုတော့ကျွန်မမှာဟိုစီးပွားရေးလည်းမဆန်အောင်အတွေးတွေကနောက်ကျွန်မတို့ရဲ့စိတ်ကကြတော့အလုံးတစ်ခုလုံးမယ်ကျွန်မစတင်မယ်ဆိုကျွန်မတကယ်ကိုအဲ့စာကိုနည်းကလေးပါမေးဘာမေးကလေးရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပညာရေးပိုင်းဆိုင်ရာဘာပဲမေးကျွန်မအားလုံးကိုနှက်ဆက်သိနေမှကျွန်မသိနေတယ်အဲ့တော့အခုစီးပွားရေးကိုလည်းကျွန်မမကျွမ်းကျင်တဲ့ဒီလိုလုပ်နေရတော့ကျွန်မအားမရဘူးအဲ့ဒါနဲ့ကျွန်မစတဲ့ထဲမှာကျွန်မနောက်ကျောင်းဖုန်းလေးမှာရေးထားတဲ့အချက်3ချက်ကျွန်မဘာရေးခဲ့ရဆိုတာအလို့မရဘူးဒါပေမဲ့အခုဆရာကဘာရလဲလို့ top 3 message ကိုရေးခိုင်းတဲ့အခါမှာကျွန်မပြန်ရေးရပြီးတော့ဆရာရှင်းရတာနဲ့ပြန်တိုက်ဆို3ချက်စလုံးကကျွန်မပြောပတ်တိကိုခိုင်းတယ်ကျွန်မရချင်တာတွေရလိုက်တယ်တကယ်တော့အခုဒီကျွန်မနေရာမောင်ရပြောတယ်သူလာတော့သူစိတ်ထဲမှာသူတက်ကြီးပြီလို့သူထင်တယ်တဲ့မောင်လေးတက်ကြီးပြီလို့ထင်လို့ရှိရင်နောက်ကျအန်တီကိုတတိယလိုက်ပါလို့အန်တီက58နဲ့လို့ဒါပေမဲ့အခု58နှစ်ဆိုတော့စိတ်ထဲမှာဘာတွေဖြစ်သွားလဲဆိုလို့ရှိရင်ငါလုံနိုင်တာတွေအများကြီးရှိသေးတယ်ငါမှလုံနိုင်တဲ့ energy တွေအများကြီးရှိသေးတယ်လုံနိုင်တဲ့စွမ်းရည်တွေအများကြီးရှိသေးတယ်ငါမိသားစုငါမြို့သားအများကြီးဒီထက်မကကူညီနိုင်သေးတယ်ဆိုတော့စွမ်းအားတွေရတယ်အဲ့ဒါတကယ်ကိုတမိုးမဖြတ်နိုင်တဲ့စိတ်ပဲပေါ့နော်အဲ့ခွန်အားတွေရသွားပါတယ်